အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင်ညီမအခုဖပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ခစ်ကောင်းလောခစ်ဆိုးလောဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘုသူတရပွဲတင်ဆက်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင်လောကကြီးမှာဘာအကြောင်းပဲဖြစ်ဖြစ်ဝေဖန်သုံးသပ်တဲ့အခါမှာရှုထောင့်တစ်ခုတည်းကကြည့်လို့မရပါဘူးတဲ့ဟိုဘက်ဒီဘက်နှစ်ဖက်ကြည့်ရပါတယ်တခါတည်းလောကရှုထောင့်ကကြည့်ရတယ်တခါတည်းဓမ္မရှုထောင့်ကနေကြည့်ရပါတယ်လောကရှုထောင့်ကကြည့်ရင်ကတ်ဆိုင်တိကာလာကိုခစ်ဆိုးဟုဆိုရ၏မှန်ပါတယ်လက်နက်ဘေးယောဂဘေးငတ်မှုဘေးတို့ဖြစ်နေနေမြို့ရများမငြိမ်းချမ်းတော့ပေမြို့ရမှာမငြိမ်းချမ်းနေစားကောင်းခြင်းမစားရအိတ်ကောင်းခြင်းမအိပ်ရတော့ပေလုံခြုံမှုမရှိရကကြီးလန့်စာစားဖြစ်နေရတော့ပါ၏ထို့ကြောင့်ဘေးသုံးပါးတို့ဖြစ်နေခြင်းကိုခစ်ဆိုးဟုဆိုရပေသည်ဓမ္မရှုရငါကြည့်လင်ဖျားမယ်တရားမယ်ကာလာကိုခစ်ဆိုးဟုဆိုရ၏မှန်ပါတယ်ဖျားသာသနာကွယ်လင်တစ္ဆာတရားနာကြားခွင့်မရတော့ပေတစ္ဆာတရားနာကြားခွင့်မရရင်ဒုက္ခငြိမ်းချောင်းအခြင်းကိုကျင့်ခွင့်ရတော်မူမဟုတ်တော့ဒုက္ခငြိမ်းချောင်းအခြင်းကိုကျင့်ခွင့်မရရင်တန်တရားထဲမှာကျင့်ရမည်ဖြစ်၏ထို့ကြောင့်ဖျားမယ်တရားမယ်ကာလာကိုခစ်ဆိုးဟုဆိုရခြင်းဖြစ်သည်တိုးတက်သောခေတ်မှာယနေ့ခေတ်ကိုတိုးတက်သောခေတ်ဟုဆိုကြ၏ဘာကြောင့်နည်းဤပညာများဖွံ့ဖြိုးနေသောကြောင့်ဒီသို့သောဤပညာများသည်အကောင်းဘက်မှသာတိုးတက်သည်မဟုတ်အဆိုးဘက်မှလည်းတိုးတက်လျက်ရှိ၏ဥပမာနျူကလ িয়ার လက်နက်များသည်ထို့ကြောင့်အချို့ပညာရှင်များကယနေ့ခေတ်ကိုခေတ်ဆိုးဟုဆိုကြခြင်းဖြစ်သည်မှန်ပါတယ်ကမ္ဘာအခြေအနေကိုကြည့်ရင်တစ်ဖက်နှင့်တစ်ဖက်လက်နက်ချင်းပြိုင်ဆိုင်နေကြသည်ကိုတွေ့ရ၏နျူကလ িয়ার လက်နက်များကလည်းစမ်းကြယ်လာ၏ခလုတ်တစ်ချက်နှိမ်ုံများနှင့်လူပေါင်းတန်းချီတည်နိုင်တဲ့ထို့ကြောင့်နျူကလ িয়ার စစ်ပွဲသာနေရာအနှံ့ဖြစ်လျင်လူသားများမျိုးတုံးသွားနိုင်နေသည်တွေးကြည့်လေကြောက်စရာကောင်းနေပေသည်ထို့ကြောင့်ပညာရှင်တို့ကနျူကလ িয়ার စစ်ပွဲဖြစ်လျင်နိုင်သူမရှိပါဘူးဟုဆိုခဲ့ကြခြင်းဖြစ်သည်သို့တော့ခေတ်ကဆိုတိုင်းကိုကဆိုးသွားသည်မဟုတ်ပါခေတ်ကဆိုးတော့လေကိုကကောင်းအောင်ကြိုးစားနိုင်လေကိုအတွက်အခြေအနေကောင်းသည်ဟုဆိုနိုင်ပါ၏ထို့ကြောင့်ရှေးလူကြီးများကဘသူတရားပြက်ပြက်ကိုမပြက်စီနေဟုဆိုခဲ့ခြင်းဖြစ်သည်အကျင့်ကောင်းရင်ခေတ်ကောင်းမယ်ယနေ့အချိန်ကိုဓမ္မရှုထောင့်ကကြည့်ရင်ခေတ်ကောင်းမှုဆိုရမည်ဖြစ်သည်ဘာကြောင့်နည်းဖျားသာသနာရှိနေသောကြောင့်ဒီမှန်၏မိမိတို့သည်တစ္ဆာတရားများကိုလည်းနာကြားခွင့်ရနေ၏တရားကိုနားလည်သောဉာဏ်ဉာဏ်သွေးလည်းရှိနေကြ၏ဝိပဿနာတရားများကိုလည်းအားထုတ်ခွင့်ရနေ၏ဤကကိုယ့်အတွက်တရားရနိုင်သောအခွင့်ကောင်းများပင်ဖြစ်ပါတယ်မိုးကုတ်ဆရာတော်ဘုရားကြီးဆိုရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေသည့်1303ခုနှစ်တွင်မိုးကုတ်မြို့နီဘော်ပရန်ရွာသို့ကြွရောက်ပြီးတရားကျင့်တော်မူလေသည်ဝင်းကြီးတစ်ခုလုံးမှာဘုံတန်အမြောက်တန်တနက်တန်တို့ဆုညာပွဲလို့ရိုက်နေတော်လဲဆရာတော်ကြီးကတော့ဝိပဿနာတရားကိုအားထုတ်တည်တာဖြစ်၏တစ္ဆာတရားကိုလည်းဟောတည်တာဖြစ်၏ခေဆိုးကိပြက်ဆိုသည်ကကံကြမ္မာကဖန်တီးလိုက်သောအရာဖြစ်၏ထို့ကြောင့်ဘယ်သူမှရှောင်လို့မရပါဘူးတဲ့အတိုင်းအတာတစ်ခုထိတရားမှုရှိတည်တာဖြစ်၏ထို့ကြောင့်မိမိတို့သည်ရှေးသူတော်ကောင်းများကိုအတိယူကကိုယ့်အလုပ်ကိုလုပ်ပြီးကိုတရားကိုကြည်ရမည်ဖြစ်ပါ၏သို့တော်လည်းတို့မှလည်းဘဝသည်ပေါ်ပါပြီးတော့တက်တောင့်တက်တာနေရမည်ဖြစ်ပါပေ၏တတဝခတ်သိမ်းတရားကိန်းအင်းငိမ့်ချမ်းသာရှိပါစေလို့ရေးသားထားပါတယ်ရှင်မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့်ခွဲတည်ပေးအပ်ပါတယ်ရှင်နားဆင်မိကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးထုပင်တည်ရှိပါတယ်ရှင်ဓမ္မမိတ်ဆွေများလည်းဖျားတရားများကိုပုံမအားထုတ်ပြီးတော့လောက်ကင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်